မင်္ဂလာမြောက်တော့ Profit ကနေကျွန်တော်ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တက်ပါမှာဒီနေ့ကျွန်တော် Cutlass ကထွက်ထားတဲ့ Titan ဆိုတဲ့ရှီမွေးပေါ့နော်ဒီ Stronger With You Parfum ရဲ့ DNA ဒီဟာရဲ့ Jupe ဒီ Cutlass Titan အကြောင်း head to head comparison review လေးလုပ်ပြီးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ box လေးစဖွင့်အောင် plastic ကတော့ကျွန်တော်ဖွင့်ထားပြီးပါပြီကျွန်တော်အရင်ဆုံးဒီလိုမျိုးတွေပြောပြဖို့အတွက် video ပြောပြဖို့အတွက်ကျွန်တော်အရင်တုံးကြည့်တယ်အဆင်ပြေတော့မှ video အနေနဲ့ရောက်လာပါတော့အဆင်မပြေတဲ့ဥစ္စာတွေတိုင်းထားလိုက်တဲ့ဥစ္စာတွေရှိတယ်ပေါ့ကဲပါဒါထားပါတော့ဆိုတော့ဒီသူ့ရဲ့ model design နဲ့ဒီလိုလေးဖြစ်ပါတယ်အခုအဖုံးကအရင်လည်းမလေးဘူးအရင်လည်းမပေါ့ဘူးပုံမှန်တော့ပဲပေါ့ဒါမဲ့အရင် cheap plastic sensor ပေါ့နေတာမျိုးလည်းမဟုတ်ဘူးဆိုတော့ atomizer pressurize ပဲလုံးဝစဖြန်းလိုက်ပြီဆိုတော့ net Stronger With You DNA ရဲ့ Jupe Stronger With You Series Jupe ဆိုတော့လုံးဝတန်းတီးရတယ်ပေါ့နော်အဲ့ဒါအောင်မှနည်းနည်းလေး fresh ဖြစ်တယ် fresh ဖြစ်တယ်ဆိုတော့ခုနကကျွန်တော်ပြောခဲ့တယ်သူရဲ့ top note မှာလည်းဒီ mandarin တစ်ခုပဲပါမယ်ထင်တယ် parfum မှာသူ့မှာ grapefruit ပါပါတယ်ဆိုတော့နည်းနည်းလေး fresh ဖြစ်တယ်ပို့ပြီးတော့ opening မှာဒီခါတော့ပန်ချီမဖြစ်ဘူးပန်ချီမဖြစ်ဘူးဆိုတာလည်းဒီလို DNA ရေမွေးအတွက်ကောင်းတဲ့အချက်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ middle note မှာတွက်ကြည့်လို့ရှိရင်ဒီဟာမှာက sage ပါတယ် sage ဆိုတဲ့ note က prominent ဖြစ်တယ်ဒီဟာမှာ sage မပါကျွန်တော်လွန်ခဲ့တဲ့ရက်ပိုင်းတွေလောက်ကပဲတင်ထားပေးဖြစ်တယ်ပေါ့နော် Stronger With You buying guide ကိုပြန်ပြီးကြည့်ဖြစ်တဲ့လူတွေကြည့်ဘူးခဲ့တဲ့လူတွေဆိုသိပါလိမ့်မယ်ကျွန်တော်အဲ့တော့ပြောခဲ့တယ် Stronger With You ရဲ့ဒီ parfum ကဒီ Stronger With You parfum က absolutely intensely tobacco ထပ်စားလို့ရှိရင်သူက wearable အဖြစ်ဆုံးပဲလို့ကျွန်တော်ပြောခဲ့တယ်ယောက်ျားတစ်ယောက်အနေနဲ့ပေါ့နော်သူက wearable အဖြစ်ဆုံးပဲဆိုရလွယ်တယ်lavender prominent ဖြစ်တဲ့ရေဝေးတစ်ခုဖြစ်တယ်ဆိုတော့ဒီဟာမှာက sage မပါဘူး sage မပါတာဖြစ်တဲ့အတွက်ပေါ့အဲ့လို green sensor 4J 5ဒီမှာမပါတော့ပြီးသွားပြီဆိုလို့ရှိရင်ဒီထဲမှာ lavender ပါခြင်းတူတူဒီထဲမှာ lavender နည်းနည်းလေးတုံးတောင်းလောက်တာ lavender နည်းနည်းတုံးတောင်းလောက်တာလည်းတခုပါကောင်းလဲဆိုတော့ပူဝဲပဲဖြစ်စေတဲ့ direction ကိုတွားတယ်လို့သတ်မှတ်လို့ရတယ်ပေါ့နော် dry down ရောက်သွားပြီဆိုလို့ရှိရင်တော့Stronger With You Parfum ရဲ့ DNA ပုံစံမျိုးလေးဖြည်းဖြည်းလေးဖြစ်သွားတယ် performance အနေနဲ့အနည်းဆုံးပြ6ချက်လောက်သုံးတယ်8ချက်လောက်သုံးတယ်ကျွန်တော်အဲ့လောက်ပဲ recommend လုပ်တယ်ပေါ့နော်6ချက်8ချက်လောက်သုံးတယ်ဆိုလို့ရှိရင် performance အနေနဲ့8နိုင်တော့ကောင်းကောင်းရတယ် projection 2နိုင်3နိုင်တော့ကောင်းကောင်း project လုပ်တယ်3နိုင်ဒီထက်ကိုနည်းနည်းပိုပြီး space လုပ်တယ်ဆိုရင်3နိုင်အထက်ကိုprojection ရပါလေပြီးတော့နောက်ဆုံးမိအနေနဲ့ပြောရလို့ရှိရင်ဒီ Cutlass ရဲ့ဒီ Titan က Stronger With You DNA ကြိုက်တယ်ဆိုလို့ရှိရင်တုံးရအဆင်ပြေလိမ့်မယ်ဘာကြောင့်လဲဆိုတော့ sound quality ကောင်းတယ် sound quality ကကောင်းတယ်performance လည်းတော်တော်ကောင်းတယ်ဘာကြောင့်ဒီလိုပြောလဲဆိုတော့သူ့ထက်ဒီ Titan ထက်အရင်မှာကျွန်တော်မြန်မာနိုင်ငံဝင်လာပြီးသားဒီ Stronger With You တခြားပါ intensely ရဲ့ Jupe လာဒီတစ်ခုရှိရဗျအဲ့ဟာကျွန်တော်စမ်းမှုတယ်ပြီးတော့နောက်ထပ် Mason Alhambra ဟာကျွန်တော်စမ်းမှုတယ်ပြီးတော့ဒါအဲ့ဥစ္စာကြီးကြတော့အပွင့်လင်းဆုံးပြောရလို့ရှိရင်ကျွန်တော်တိတ်ပြီးတော့အဆင်မပြေဘူးပေါ့နော်sound quality တိတ်ပြီးတော့စိတ်တိုင်းမကြိုက်ခဲ့ဘူးအဲ့တော့ဒီကောင်လေးကတော့ P2P ပိုကောင်းတယ် P2P ပိုကောင်းလို့ဆိုတာဈေးပေါ်လို့မဟုတ်ဈေးကအဲ့အရာတွေထက်တော့နည်းနည်းလေးများနေမှာဒါပေမဲ့တုံးရတာနဲ့ပေးရတာနဲ့တန်တယ်အဲ့အတွက်ကိုကျွန်တော်ညွှန်ပေးခြင်းဖြစ်တယ်ပေါ့နော်အခုရပိုင်းမှာရောက်တာတော့နည်းနည်းများတယ်ဗျBlue Wood တို့နောက်Fresh Avenue Atlantis Extrait တို့နောက် Cutlass က Island Dream တို့အဲ့ဒါတွေရောက်ထားတယ်30 ml စီးထဲမှာဒီရောက်ထားတဲ့ item အတစ်အကုန်လုံးကိုကျွန်တော် special price 30 ml စီး price နဲ့ထားပေးမှာဖြစ်တယ်နောက်ထပ်လည်းထပ်ရောက်ထားရှိပါတယ် Armaf Limoni တို့ဘာလို့လဲထပ်ရောက်ထားဆိုတော့အဲ့ဒါအားလုံးကျွန်တော်30 ml စီး price မှာ30 ml ကျွန်တော်တန်တန်လေးရောက်ပေးမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ Cutlass က Island Dream ကိုလည်းနောက်ထပ် review မှာကျွန်တော်ပြောပြပေးတော့မှာဖြစ်ပါတယ်နောက် video မှာတွေ့ကြအောင်